မြန်မာနိုင်ငံထဲနှစ်ဆောင်လောက်ကျတဲ့ဒီနေရာကိုအမေရိကန်တို့ကလက်ကားစည်းနဲ့ရခဲ့တယ်။လက်ကားနီးပါးရခဲ့တဲ့အပြင်အဲ့ဒီဒေသကရှင်ဝေသင်္ဇာတော်တွေအများကြီးလည်းရခဲ့တယ်။ဒီနေရာကတော့အမေရိကန်ပြည်အောင်စုကအလက်စကာပြည်နယ်ပါ။1853-1856မှာဖြစ်ပွားခဲ့တဲ့ခရိုင်းမီးယားစစ်ပွဲကြောင့်ရုရှားတွေကငွေကြေးကျပ်တဲ့နဲ့ရင်ဆိုင်ခဲ့ရတယ်။အဲဒီနောက်မှာရုရှားတွေကပစိဖိတ်သမုဒ္ဒရာတစ်ဖက်ကမ်းမှာရှိတဲ့လက်စကာနယ်မြေကိုဗြိတိရှတွေရဲ့ကျူးကျော်မှုရန်ကနေကာဝယ်ဖို့တပ်အင်အားလုံးဝမရှိခဲ့ပါဘူး။ဒါကြောင့်ဗြိတိရှတို့သိမ်းပိုက်သွားမှာကိုစိုးရိမ်လို့ရုရှားတွေကအမေရိကန်ကိုအင်အားချဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့အမေရိကန်တွေကရုရှားတွေစီကနေဒေါ်လာ9တန်းကျော်နဲ့ဝယ်ယူလိုက်ပါတယ်။1868ခုနှစ်အောက်တိုဘာလ17ရက်နေ့မှာအမေရိကန်အလံကိုစတင်လွှင့်ထုတ်ပြီးတရားဝင်လွှဲပြောင်းရယူခဲ့ပါတယ်။အမေရိကန်တွေအတွက်ဒီလောက်ကျတဲ့နေရာကိုဈေးသက်သက်တာနဲ့ရတဲ့အပြင်အလက်စကာပြည်ကရွှေရင်းတွေကိုပါလူဖို့ရရှိခဲ့ပြန်ပါတယ်။နောက်ပိုင်းမှာရေနံရဲ့သဘာဝတံငွေတို့ຢာတွေပါထပ်ရရှိခဲ့လို့ရုရှားတွေတော့အတော်လေးနှမျောမိမှာပါ။မင်္ဂလာပါကျွန်တော်ကတော့သင်တင်တက်ဆက်သူနေရာမှာဘိုးစရာရစရာဗီဒီယိုတွေနေ့စဉ်တက်ဆက်ပေးနေတာဖြစ်လို့အကောင့်လေးကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။